အားလုံးပဲမင်္ဂလာပါဒီနေ့ undo grammar နံပါတ်34 35အနေနဲ့ရွေးချယ်ထားတဲ့ grammar ကနံပါတ်34 monodac ကတော့ကြောင့်ဆိုပြီးတော့ reason တွေမှာသုံးတာများပါတယ် example ဥပမာလေးတွေရွတ်ပြပေးပါမယ်နံပါတ်1ဥပမာchico de danshaka okureta monodac からchico kuなってすみませんchico de danshaka okureta monodac からအစားကြတော့ဒီကြီးကိုစားကြတော့ accident တစ်ခုကြောင့်ယထာကနောက်ကျတဲ့အတွက်အစကုနတဲ့စမီမဆန်နောက်ကျသွားပါတယ်နံပါတ်2ဥပမာ日本の習慣を知らないものですから失礼なことをするかもしれません日本の習慣を知らないものですから日本ရဲ့ကချာလေးထကိုနားမလဲတဲ့အတွက်失礼なことをするかもしれませんစားကြတော့ဟုတ်မလုပ်တင်တာပေါ့နော်မတင်တော့တာကိုလုံးလိုက်မိနိုင်ပါတယ်နံပါတ်3ဥပမာあんまり悲しかったものだから大声で泣いてしまったあんまり悲しかったものだからさအရန်ဒီဝမ်းနဲ့သွားတဲ့အတွက်ပေါ့နော်大声で泣いてしまったစားကြတော့အတန်ကျေးអော်ပြီးတော့ငုံမိသွားပါတယ်နံပါတ်35ဥပမာရှောနီရှောနာအဲ့ဒါဘာလဲဆိုလို့ရှိရင်ဒလိုကဲ့သို့ဆိုပြီးတော့သုံးတာများပါတယ်example ဥပမာလေးနားထောင်အောင်နော်နံပါတ်1ဥပမာここに書いてあるようにもしコミッションに記入してくださいここに書いてあるようにさဒီမှာရေးထားတဲ့အတိုင်းもしコミッションにさကြတော့もしコミッションさ application form မှာ記入してくださいရှိပါနံပါတ်2ဥပမာ東京のように人口が集中すると交通渋滞は避けられない東京のようにさ東京လိုမျိုးပဲ人口が集中すると人口さじゃလူထုကစုဝေးလာမယ်ဆိုလို့ရှိရင်交通渋滞は避けられない交通渋滞さじゃဒီ travel ပေါ့နော် travel လမ်းကြောင်းကြက်တာတွေပေါ့လမ်းကြောင်းကြက်တာတွေကဆိုလို့ရှိရင်避けられないရှောင်လွှဲလို့မရပါဘူးဒီနေ့ရွေးချယ်ပေးထားတဲ့နံပါတ်34 35 grammar က monodac ကရှောနီရှောနာဆိုတဲ့ grammar လေးပဲဖြစ်ပါတယ်အားလုံးပဲ undo grammar တွေကိုစာမွေးအတွက်တာမဟုတ်ဘဲနဲ့လက်တွေ့အသုံးချဖို့လဲလေ့လာနိုင်ဖို့ရည်ရွယ်ပြီးတော့လုပ်ပေးထားဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်